ရသော်ဘုရားမရဏနုဒ္ဓတိတေခြင်းကိုဘာဘာထထအမှတ်ရမယ်ဆိုလို့ရှိရင်ဥပတမယနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါတေးရမယ့်လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းတေးရမယ့်လူတွေလို့စဉ်းစားလိုက်တခါတလေဘုန်းဘုန်းတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေရောမရှိဘူးလားအဲ့ဒါဘုန်းဘုန်းကတော့လက်တွေ့ကြကြလေးဒေသနာတွေကိုအသုံးချကြည့်စေခြင်းတယ်ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူနေတယ်ဆိုရင်ငါမကြခင်သေမှာပါဘာတွေများပူနေတာတော့သားသမီးတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါစို့ပူရင်လည်းပဲမညှမတာတာစဉ်းစားလိုက်သူတို့လည်းပဲသေရမယ့်အကောင်လေးတွေသေရမယ့်လူလေးတွေစိတ်ထဲမှာဘယ်လောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေအောင်မင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောနေတာမှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိမလို့